ဒီနေ့ပြောမယ့်အကြောင်းအရာကတော့နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာတစ်ခုဖြစ်တဲ့ကြောရိုးအပေါ်ပိုင်းအလွန်အကျွံကွေးညွှတ်ခြင်းကြောကုန်ခြင်းအကြောင်းပါပဲလူတိုင်းနှီးပါးနဲ့တက်ဆိုင်နိုင်မှုဗီဒီယိုကိုအဆုံးထိကြည့်လိုက်ကြပါစို့ရှင်ဒီကနေ့ဆွေးနွေးမှုမှာဆေးပညာဆိုင်ရာသုတေသနစာတမ်းတွေအချက်လက်တွေကိုအခြေခံထားပါတယ်ပုံမှန်အားဖြင့်လူတစ်ယောက်ရဲ့ကြောရိုးမှာတဘာဝအရာကွေးညွှတ်မှုအနည်းငယ်စီတော့ရှိကြပါတယ်ဒါဆိုရင်ဘယ်အချိန်မှာဒီတဘာဝကွေးညွှတ်မှုကနေကျန်းမာရေးကိုထိခိုက်စေတဲ့ပြဿနာတစ်ခုဖြစ်ပြောင်းလဲသွားလဲဆိုတာကိုသိဖို့အတွက်ကြောရိုးရဲ့ခန္ဓာဗေဒတိဆောက်ပုံသဘောတရားကိုအရင်ဆုံးစကြည့်အောင်ကျမတို့ရဲ့ကြောရိုးတိုင်းကိုဘေးလိုက်ကြည့်လိုက်မယ်ဆိုရင်ဖြောင်တန်းနေတဲ့တိုက်တိုက်လို့ဖြောင်ဆင်းမနေပါဘူးခန္ဓာကိုယ်ရဲ့အလေးချိန်နဲ့လှုပ်ရှားမှုတွေကြောင့်ဖြစ်လာမယ်တုန်ခါမှုတွေကိုစုပ်ယူနိုင်မှုတဘာဝကနေ S ပုံသဏ္ဍာန်ဝိညစ်မှုလေးတွေဖန်တီးပေးထားပါတယ်လေဘင်းပိုင်းနဲ့ခါအောက်ပိုင်းတွေမှာရှေ့ဘက်ကိုကော့နေတဲ့ဝိညစ်မှုတွေရှိပါတယ်ရင်ဘတ်နဲ့ကြောအပေါ်ပိုင်းမှာတော့နောက်ဘက်ကိုခုံထွက်နေတဲ့တဘာဝကွင်းညွှတ်မှုရှိပါတယ်ပြဿနာဘယ်ချိန်မှစဖြစ်လဲဆိုတော့အဲ့ဒီတဘာဝအတိုင်းရှိရမယ်ကြောအပေါ်ပိုင်းကွင်းညွှတ်မှုဒီဂရီကပုံမှန်ထက်အလွန်အကျွံဖြစ်လာတဲ့အခါမျိုးမှာစတင်တာပါကိုယ်ခန္ဓာကရှေ့ဘက်ကိုကိုင်းကြလာတဲ့အခြေအနေပေါ့ဆေးပညာရှင်တွေကဒီကြောကုန်းခြင်းကိုအဓိကအားဖြင့်ပုံစံခွဲခြားထားပါတယ်အတွေ့အများဆုံးအမျိုးအစားတော့နေ့စဉ်နေထိုင်မှုပုံစံတွေကြောင့်ဖြစ်လာတာပါဥပမာကွန်ပျူတာရှေ့မှာတနေကုန်ခေါင်းငိုက်ဆိုင်ချပြီးထိုင်းနေတာမျိုးပေါ့အဲ့ဒီလိုထိုင်တဲ့အခါမှာခန္ဓာကိုယ်ရှေ့ဘက်ရင်အုပ်ပိုင်းကကြွက်သားတွေကအမြဲတမ်းကျုံနေပြီးတော့ကြောဘက်ကကြွက်သားတွေကြတော့အမြဲတမ်းဆွဲဆန်ခန်းထားရတဲ့အတွက်အားနေသွားပါတယ်အဲ့ဒီကြွက်သားနှစ်ခုရဲ့လွန်ဆွဲပွဲမှာကြောဘက်ကအရှုံးပေးလိုက်ရတဲ့အခါခန္ဓာကိုယ်ကရှေ့ကိုကိုင်းကြသွားတာပါပဲသူ့ရဲ့အားသာချက်ကကြွက်သားပြဿနာတက်ဖြစ်တဲ့အတွက်ပြန်လည်ပြုပြင်နိုင်စွမ်းရှိတဲ့ flexible ဖြစ်တဲ့အခြေအနေဖြစ်ပါတယ်ဒုတိယမျိုးစားကတော့စကြောသက်အရွယ်ကလေးတွေအယိုးကြီးထွားချိန်မှာဖြစ်တတ်တာသူကနည်းနည်းပိုဆိုးပါတယ်ပုံမှန်ဆိုရင်ကြောရိုးစလေးတွေကစတူရန်ပုံညီညာညာကြီးထွားအောင်မကြီးထွားပဲရှေ့ဘက်မှာပါပြီးနောက်ဘက်မှာထူးနေတဲ့တပ်ပုံတံလေးတွေပုံစံပြောင်းသွားတာပေါ့အဲ့ဒီတော့အယိုးတုံးလေးတွေတစ်ခုနဲ့တစ်ခုစီးထပ်လိုက်တဲ့အခါတပ်ပုံစံဖြစ်နေတဲ့အတွက်ရှေ့ကိုအလိုလိုကိုင်းကြသွားတော့တာပဲသူကတော့အယိုးတိဆောက်ပုံကိုယ်တိုင်ကပြောင်းသွားတာမို့လို့ပုံသေးဖြစ်နေပြီးခါနာကျင်မှုတွေကိုမှအပြင်းထန်ဖြစ်စေနိုင်ပါတယ်အယိုးရဲ့ဖွဲ့စည်းပုံကိုယ်တိုင်ကတပ်ပုံစံပြောင်းသွားပြီဆိုတော့ဒါက structure ရဲ့ပြဿနာဖြစ်သွားပါပြီ။တာမန်လေ့ကျင့်ခန်းလေးတွေလုပ်ရုံနဲ့အယိုးရဲ့ပုံသဏ္ဍာန်ကိုပြန်ဖြောင်းအောင်လုပ်လို့မရတော့ပါဘူး။နောက်ထပ်ထည့်စဉ်းစားရမယ့်အကြောင်းအရာတစ်ခုကတော့အသက်အရွယ်ကြီးရင်းမှုကြောင့်ဖြစ်လာတဲ့ kyphosis ပါ။အသက်ကြီးလာတဲ့အခါအယိုးဘဝယောဂဖြစ်လာတဲ့အတွက်ကြောရိုးစစ်လေးတွေကခန္ဓာကိုယ်ရဲ့အလေးချိန်ကိုမခံနိုင်တော့ပဲအတွင်းထဲမှာဣကြပြီးအယိုးကျိုးလာတာတွေဖြစ်တတ်ပါတယ်။အယိုးစစ်ရဲ့ရှေ့ပိုင်းကအလိုလိုနိုင်စင်သွားပြီးခန္ဓာကိုယ်ကရှေ့ကိုကိုင်းကြလာတာပေါ့တဲ့အရွယ်ကြောင့်ကြောရိုးစစ်တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့အယုတ်ပြားလေးတွေကလည်းရေဓာတ်ခန်းချောက်ပြီးပါလွာသွားတဲ့အတွက်ခါးကိုင်းစေတဲ့အကြောင်းရင်းဖြစ်လာပါတယ်လူတစ်ယောက်ဟာကိုယ့်ကိုယ်ဘယ်အခြေအနေမှာရောက်နေပြီလဲဆိုတာပုံနေဖြစ်သွားတဲ့အခြေအနေလားဒါမှမဟုတ်ပြန်ပြင်လို့ရသေးတဲ့အခြေအနေလားဆိုတာသိဖို့လိုပါတယ်အလွယ်တကူဘလို့စစ်ဆေးနိုင်မလဲဆိုရင်အိမ်မာတင်ကိုယ်တိုင်စစ်ဆေးလို့ရတဲ့နည်းလမ်းတွေရှိပါတယ်ပထမတစ်ခုကတော့မတ်တက်ရက်ပြီးခြေပြားကိုလှန့်ထိတဲ့စံတတ်မှုပါခါကုန်းပြီးအောက်ကိုကိုင်းချလိုက်တဲ့အခါကြောကုန်းကချောချောမွေ့မွေ့ညီညီညာညာလေးဝိုင်းသွားသလားဒါမှမဟုတ်တနေရာမှာခြုံပြီးထွက်နေလားဆိုတာကိုအခြားတစ်ယောက်ကဘေးကနေကြည့်ပေးရပါမယ်ခြုံထွက်နေရင်အယိုးတိဆောက်ပုံပြောင်းနေပြီလို့ဖြစ်နိုင်ကြီးရှိပါတယ်ဒုတိယနည်းကတော့ဘေးတိုက်အနေထားကိုကြည့်တာပါတာမန်ပေါ့ပေါ့ပါပါရက်နေချိန်မှာပခုံးတွေကရှေ့ကိုရောက်နေသလားနေရွက်ကပခုံးရဲ့တဲ့တဲ့မှာမရှိပဲရှေ့ကိုငိုက်ဆိုင်ကြနေလားဆိုတာစစ်ဆေးတာပါတတိယနည်းကတော့မတ်ထိုင်ပြီးခိုင်းတဲ့စံတက်မှုပါဒါကတော်တော်လေးကိုသိတာစေပါတယ်ကျမ်းမြေမှာဖြစ်ဖြစ်ကလထိုင်မှာဖြစ်ဖြစ်ထိုင်းနေတဲ့လူတယောက်ကိုခါမတ်ထိုင်မှာလို့ပြောလိုက်တဲ့အခါ तू ကကြောအပေါ်ပိုင်းကိုတကယ်ဆန့်ထုံနိုင်တာဆိုတာကိုကြည့်ရမှာပါတချို့ကမတ်ထိုင်ဆိုရင်ရင်ပတ်ကြီးကိုအတင်ကော့လိုက်ကြတယ်တချို့လူတွေကကြောအပေါ်ပိုင်းကကုန်းနေမြဲကုန်းနေပြီးမတ်ဖြစ်ပြီလို့ထင်ရအောင်ခါအောက်ပိုင်းကိုအတင်ကော့ပြီးစူးစမ်းလေးရှိကြတယ်ကြောပေါ်ပိုင်းကလုံးဝတောင့်တင်းနေပြီးမလှုပ်နိုင်တော့ဘူးဆိုရင်ပြဿနာနည်းနည်းကြီးနေပါပြီနောက်ထပ်စမ်းသပ်မှုတစ်ခုကတော့နိုင်ရန်မှာမှီးရက်ပြီးစစ်ဆေးတဲ့ the wall test လို့ခေါ်တဲ့နိုင်ရန်စမ်းသပ်မှုပဲဖြစ်ပါတယ်နိုင်ရန်တစ်ခုမှမှီးရက်လိုက်ပါဥကောင်းနောက်စီပခုံးနှစ်ဖက်နဲ့တင်ပါကိုနိုင်ရန်နဲ့ထိထားပါဖနောက်ကိုတော့နိုင်ရန်ကနေ2လက်မကနေ4လက်မလောက်ခွာရပါမယ်ပြီးရင်ခါအောက်ပိုင်းနဲ့နိုင်ရန်ကြားထဲကလက်ဝါးလေးထည့်ကြည့်ရမှာပါအဲ့ဒီမှာနေရာလွတ်များနေတာဒါမှမဟုတ်နေရာလွတ်လုံးဝမရှိပဲခါကနိုင်ရန်နဲ့ကတ်နေတာမျိုးဆိုရင်ကိုနေဟန်တာမှားယွင်းနေပြီလို့သိနိုင်ပါတယ်စမ်းသပ်မှုတွေလုပ်တဲ့အခါအတင်းအာရမအားဆိုင်ပြီးလုပ်တာမျိုးထက်
တဘာဝအတိုင်းပေါ့ပေါ့ပါပါရက်နေခြင်းဒါမှမဟုတ်ထိုင်းနေခြင်းမှာစစ်ဆေးဖို့အသက်အရေးကြီးပါတယ်ကိုနေဟန်တာမှားယွင်းနေတယ်ဆိုတာကိုကိုယ်တိုင်စစ်ဆေးပြီးတည်သွားပြီးထားပါတော့ဒါဟာရုပ်ရည်အပြင်ပိုင်းအလှပရေးရာပြဿနာတက်ပလာဆိုရင်လူတော်တော်များများကတော့အလှပလောက်ပဲထင်းနေကြတာပါခါနဲ့နဲ့ကုန်းနေတာကဘာရေးလဲလို့ထင်စရာရှိပေမဲ့စေပညာသုတေသနတွေကဖော်ပြနေတာကဒါထင်းမထားတဲ့နောက်ဆက်တွဲစိုးရင်စရာတွေအများကြီးရှိနေပါတယ်ခါနာတာလေပင်တင်းတာအပေါ်မော့ကြီးဖို့အခက်အခဲဖြစ်တာတို့ဖြစ်နိုင်ပါတယ်လေ့လာချက်တွေကအစာချေစနစ်ပြဿနာတွေပါဖြစ်လာတယ်ဆိုတာသိရင်အံ့ဩသွားစရာကောင်းပါတယ်ကြောရိုးကအလွန်အကျွံကွေးပြီးရှေ့ကိုကိုင့်ကြနေတဲ့အတွက်ဝမ်းပိုက်ပိုင်းကိုတွားဖိမိပြီးအစာအိမ်နဲ့ဦးလန်းချောင်းနေရာကျင်းသွားပါတယ်တဲ့ acid reflux လို့ခေါ်တဲ့ acid အထက်ဆန္ဒတွေဖြစ်လာနိုင်တယ်လို့ဆိုပါတယ်နောက်ထပ်ပြဿနာတစ်ခုကတော့အသက်ရှူစနစ်ပါရင်ဘတ်ကြီးပိနေတော့အသက်ရှူရတာလည်းမဝတော့ဘူးကြောကုန်းပြီးရင်ဘတ်ကအမြဲတမ်းပိကျနေတဲ့အတွက်အဆုတ်ကလေကိုအပြည့်အဝရှူသွင်းဖို့ကြမ်းနေတော့ကျဲပြန့်ထွက်လို့မရတော့ဘူးအဲ့ဒီအခါကျမ်းမာရေးနဲ့ညီညွတ်တဲ့ဝမ်းပိုက်နဲ့အသက်ရှူတဲ့ပုံစံမျိုးမလုပ်နိုင်တော့ပဲရင်ဘတ်အပေါ်ပိုင်းလေးနေတာတိမ်တိမ်လေးအသက်ရှူရတဲ့အခါပြဿနာဖြစ်ပေါ်စေပါတယ်လေဝဝမရှူရတဲ့အခါအုံနောက်စီကိုအောက်ဆီဂျင်ရောက်ရှိမှုနည်းပါးပြီးတနေကုန်နှုံးခွေနေတာမျိုးတွေဖြစ်လာနိုင်ပါတယ်ဒီနေရာမှာနေ့လည်ပဲလုပ်ရမယ်လေ့ကျင့်ခန်းနဲ့ညဘက်အိပ်ဆက်ချိန်မှာလုပ်ရမယ်ဖြည့်ရှင်းနည်းတွေဆိုပြီးနှစ်ပိုင်းခွဲထားပါတယ်နေ့လည်ပဲလေ့ကျင့်ခန်းရဲ့အဓိကရည်ရွယ်ချက်ကရင်ဘတ်ဘက်ကတိုးတောင်းပြီးကျဉ်ကျက်နေတဲ့ကြွက်သားတွေကိုစန့်ထုတ်ပေးမှုနဲ့ကြောဘက်ကအားနေပြီးပျော့တွဲနေတဲ့ကြွက်သားတွေကိုပြန်လဲတန်ဆွမ်းလာစေဖို့ဖြစ်ပါတယ်အဲ့ဒီသဘောတရားကိုနားလည်ဝိုင်းရင်လေ့ကျင့်ခန်းတွေဘာကြောင့်လုပ်ရလဲဆိုတာရှင်းလင်းသွားပါလိမ့်မယ်ဥပမာကြမ်းမြင်မှာပက်လက်လဲခြေပနောက်ကိုပင့်တင်ပြီးခါးကိုကြမ်းမြင်နဲ့ဖိကတ်ထားမှုကိုစစ်ဆေးတာခန္ဓာကိုယ်ရဲ့ကိုးကြွက်သားတွေကိုပြန်လဲနိုးကြလာစေဖို့ပါနောက်ထပ်လေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့လက်မောင်းနှစ်ဖက်ကိုဂိုးပို့စ်လို့ဘောလုံးဂိုးတိုင်းပုံစံမြှောက်ပြီးနောက်ကိုဆန့်ထုတ်တာမျိုးလည်းရှိပါတယ်အဲ့ဒါကပခုံးရိုးနှစ်ခုကိုနောက်ကနေပူသွားအောင်ညှစ်ပေးတာ shoulder blade squeeze တွေဟာရှေ့ဘက်ကိုရောက်နေတဲ့ပခုံးတွေကိုနောက်ဖက်ဆွဲတင်ဖို့ကြောဘက်ကြွက်သားတွေကိုအားဖြည့်ပေးတာဖြစ်ပါတယ် resistant band ကိုတုံးပြီးလေ့ကျင့်တာကြမ်းမြင်ဒါမှမဟုတ်နန်းရံမှာဒိုက်ထိုးတာတွေကလည်းဒီသဘောတရားပါပဲရင်အုပ်ကြွက်သားတွေကိုဆန့်ထုတ်ပေးပြီးကြောနဲ့ပခုံးကြွက်သားတွေကိုတန်မာစေဖို့ပေါ့ဒါပေမဲ့တတိပြုရမယ့်အချက်တစ်ခုကလေ့ကျင့်ခန်းလုပ်ခြင်းခါးကိုဆန့်ထုတ်တဲ့ခါပြင်းထန်တဲ့နာကျင်မှုရှိနေဒါမှမဟုတ်ကြောရိုးကလုံးဝဆန့်လို့မရပဲတောင်တင်းနေရင်ဒါတတိထားရပါမယ်ဒါရိုးရိုးကိုနေဟန်သားကြောင့်ဖြစ်တဲ့ပြဿနာမဟုတ်တော့တဲ့အတွက်အတင်းအာရမဆွဲဆန့်မလုပ်ပဲဆရာဝန်နဲ့အမြန်ဆုံးပြသတင်ပါနေ့လည်းပဲလေ့ကျင့်ခန်းတွေကအရေးကြီးသလိုညဘက်အိယာဝင်ချိန်လေ့ကျင့်နေရလဲမရှိမဖြစ်လိုအပ်ပါတယ်အိယာမွေးငမှာမေးစီကိုရင်ဘတ်ဘက်ကတ်ထားတဲ့ချင်တက်လေ့ကျင့်ခန်းတွေလုပ်တင်ပါလေဒါကရှေ့ကိုရောက်နေတဲ့လေဘင်းကိုနောက်ပြန်ဆုပ်ဖို့ပါပဲနောက်ပြီးကြောင်နဲ့နွားလိုခါးကိုကော့လိတ်ကုန်းလိတ်လုပ်တဲ့ကက်ကောင်းလေ့ကျင့်ခန်းနဲ့တကားပေါက်ပေါင်မှာလက်နှစ်ဖက်ကိုတင်ပြီးရင်ဘတ်ကိုဆန့်ထုတ်တဲ့ chest opener လေ့ကျင့်ခန်းတွေကိုပြုလုပ်တင်တယ်လို့လည်းဆိုပါတယ်ပြီးတော့အိတ်ဆက်တဲ့ပုံစံပလက်အိတ်ချင်းကအကောင်းဆုံးဖြစ်ပြီးခေါင်းကိုအယမ်းမမြင့်လွန်းမတိမ်လွန်းပဲကြောရိုးနဲ့တဖြောင်နဲ့ဖြစ်စေတဲ့အမြင့်မှာထားရပါမယ်ခါအောက်ပိုင်းဖိအားလျော့နေဖို့ဒူးအောက်မှာခေါင်းတစ်လုံးခံထားတာမျိုးလုပ်ရပါမယ်မှောက်လျက်အိတ်ချင်းကိုလုံးဝရှောင်ကျဉ်ရပါမယ်စေပညာရှင်တွေကာယကုထုံးပညာရှင်တွေကအိတ်ဆက်ချင်းကိုဘာကြောင့်ဒီလောက်တောင်အလေးပေးပြောဆိုနေရတာလဲဆိုတော့အိတ်ဆက်ချင်းဆိုတာခန္ဓာကိုယ်ရဲ့ကြောရိုးကိုတနေ့ကုန်ခံစားခဲ့ရတဲ့ဖိအားတွေကနေမူလအတိုင်းပြန်ဖြစ်အောင် reset လုပ်ပေးတဲ့အချိန်ဖြစ်နေလို့ပါပဲမတ်တက်ရက်နေချင်းဒါမှမဟုတ်ထိုင်းနေချင်းတစ်ချောင်းလုံးမှာကဘာမြေကြီးရဲ့ဆွဲအားကကျမတို့ရဲ့ကြောရိုးကိုအောက်ကိုအဆက်မပြတ်ဖိချနေပါတယ်အိတ်ဆက်လိုက်တဲ့အချိန်အထူးသဖြင့်ကြမ်းမြင်တဲ့အပြိုင်ပက်လက်အိတ်လိုက်တဲ့အချိန်မှာတော့ဆွဲအားရဲ့ဒေါင်လိုက်ဖိနေမှုကလည်းလုံးဝလွတ်ကင်းသွားပါတယ်အဲ့ဒီလိုဖိအားကင်းစင်သွားတဲ့အချိန်မှာကြောရိုးစစ်လေးတွေတစ်ခုနဲ့တစ်ခုကြားကကြားခံအရွတ်ပြားလေးတွေကရေမြုပ်လေးတွေရေဆုပ်ယူတယ်လို့မျိုးရေဓာတ်ကိုပြန်လဲဆုပ်ယူပြီးပြေဝလာဖို့အချိန်ရသွားပါတယ်အဲ့ဒီအချိန်မှာကြွက်သားတွေကလည်းအလုတ်လုတ်စရာမလိုတော့ပဲအပြည့်အဝအနားရသွားတာပေါ့အဲ့ဒီလိုဖိအားကင်းစင်ပြီးကြွက်သားလေးတွေပေလျော့နေတဲ့အချိန်ဟာကိုနေဟန်သားကိုပြန်လဲပုံဖော်ဖို့အတွက်အကောင်းဆုံးနဲ့အထီးအောင်ဆုံးအချိန်ပါဒါကြောင့်ညဘက်အိတ်ဆက်တဲ့အလေးအထားမှန်ကန်ဖို့ကအလွန်အရေးကြီးတာဖြစ်ပါတယ်ဒါဆိုနေ့လယ်ဘက်မှာဘလောက်ပဲလေ့ကျင့်ခန်းတွေလုပ်လို့ညဘက်အိတ်တဲ့အခါခေါင်းအမြင့်ကြီးကိုဘေးတိုက်အိတ်ပြီးခန္ဓာကိုယ်ကွေးကွေးလေးထားမယ်ဆိုရင်တော့နေ့လယ်ကလုပ်ခဲ့တဲ့ကြိုးစားမှုတွေအားလုံးတဲတဲ့ရည်သွန်ဖြစ်သွားနိုင်ပါတယ်အဲ့ဒါကြောင့်အိတ်ဆက်တဲ့ပုံစံကိုတေချာဂရုစိုက်ရပါမယ်ဒီကနေ့လေ့လာဆွေးနွေးမှုတွေရခါကုံညင်းကြောကုံညင်းရဲ့တဘာဝတရားကိုအသေးစိတ်နားလည်သွားကြပြီလို့ထင်ပါတယ်ဒါကရိုးရိုးကြွက်သားလွန်ဆွဲပွဲကြောင့်ဖြစ်တာလားဒါမှမဟုတ်အယိုးတိဆောက်ပုံကိုယ်တိုင်ကပုံစံပြောင်းသွားလို့ဖြစ်တဲ့ပြဿနာလားဆိုတာခွဲခြားသိပြီလို့ထင်ပါတယ်ဒီကနေ့သိရှိခဲ့ရတဲ့အချက်လက်တွေကိုလက်တွေ့သုံးချကြည့်ဖို့လည်းတိုက်တွန်းချင်ပါတယ်ရှင်ဒီနေ့အစီအစဉ်ကိုအချိန်ပေးနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါမယ်
အားလုံးပဲမှန်ကန်တဲ့ကိုယ်နေဟန်သားနဲ့ကျမ်းမာရှင်လန်းနိုင်ကြပါစီရှင်။ညံစမ်းပြေဆိုဖို့လည်းထည့်ပေးထားပါတယ်။ဒီဗီဒီယိုကတင့်အတွက်အကျိုးရှိတယ်ဆိုရင် like and subscribe လုပ်ပေးကြဖို့တောင်းဆိုပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။